ခွေးချစ်တဲ့သူတွေလာပေးပါကျွန်တော်ကိုယ်တိုင်လည်းခွေးချစ်ပါတယ်အိုးချစ်စရာလေးနော်ဒီခွေးလေးကကျွန်တော်ဝမ်းအောင်ဝင်ထားလိုက်မယ်အမလေးကျွန်တော်နဲ့တူတဲ့ခွေးလေးများချစ်စရာလေးတက်ကောင်လေးလည်းမစိုးအော်ကြည့်အောင်ဒီကောင်တော့ရုပ်ဆူဆူလေးပေါ့မန်တန်လေးအဲ့လေโอเคနောက်ထပ်ဒီမျိုးစားတွေကလည်းနည်းနည်းကြောက်တယ်ကျွန်တော်အဲ့လိုစက်သစ်ပုံစံကြီးကြောက်တယ်ဟာနှစ်ခါတိတိဒီကောင်လေးချစ်စရာလေးနော်ဒီကောင်လေးတိတိလေးဆိုချစ်ဖို့တော်တော်ကောင်းပါလေဒီကောင်လေးလည်းမစိုးဘူးနော်ဒီကောင်လေးချစ်ဖို့ကောင်းတယ်ခင်ဗျားတို့ရောဘယ်လိုထင်လဲဒီကောင်လေးတွေကဟိုသူ့ရဲ့ TikTok တွေရှိရတယ်နော်ဖိုင်လာမှထားလိုက်ဒါလေးချစ်ဖို့ကောင်းတယ်နော်တော်တော်ချစ်စရာလေးရုပ်လေးဘယ်လိုလဲမသိဘူးမဟုတ်တော့ဘူးလေကွာအကောင်လေးကနည်းနည်းကြောက်တယ်လို့ပြောထားရလေစနာတွေကမကြိုက်ပါဘူးလို့ပြောထားတာဘာတော့ကွာအဲ့လိုခွေးတော့တွေ့ဦးတယ်ဒါမှကျွန်တော်သိမကြိုက်ဘူးလို့ခွေးတွေကရုပ်ဆိုးလို့ကျေးဇူးပါအားလုံးပဲ